ပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးမှာတော့ကျမတို့မြန်မာတိုင်းနိုင်ငံလုံးကြိုက်ကြပြီးတော့အတိကရိုးရအစားအစာလို့ပြောလို့ရတဲ့မွေးငါချက်နေလေးကိုအိမ်မှာကုန်ကြစိတ်တက်တက်တသားနဲ့လွယ်ကူအယိုးရှင်းဆုံးအရသာရှိရှိနဲ့ချက်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ပါဝင်တဲ့ပစ္စည်းတွေကတော့မုံဘတ်တထုပ်ချင်းငခုတက်ကကြက်သွန်နေတို့ပါဝင်မှာဖြစ်ပါတယ်အရင်ဦးဆုံးစူနီရဲ့ရင်တွေအိုးတွေကိုမုံဘတ်အချောက်ထပ်ပြုတ်ပါမယ်နော်မုံဘတ်ကိုပြုတ်တဲ့နေရာမှာတော့မီးပြပြင်းနဲ့ပြုတ်လို့မရပါဘူးအချိန်ကြာကြီးလေးပြုတ်စရာမလိုပါဘူးနော်ဒါတော့တတိထားစီချင်ပါတယ်ပြုတ်ပြီးသားရလာတဲ့မုံဘတ်တွေကိုရေစစ်စကားနဲ့ရေတွေစစ်ထုတ်ပြီးတော့ရေအေးနဲ့ပြန်ပြီးတော့ဆေးလိုက်မှပို့ပြီးတော့တင့်တော်ပါမယ်နော်ပြီးရင်တော့နနွေဂျင်းငခုတကစိန်စာငပိအနှင်းငယ်နဲ့စပြုတ်ပါမယ်ရှင်မိတ်ဆွေတို့အနေနဲ့တခြားငါးအမျိုးအစားတွေကိုအသုံးပြုပြီးတော့လည်းချက်လို့ရပါတယ်နော်ဟုတ်ပြီငခုကိုနိုးသွားတဲ့အထိပြုတ်ပြီးပြီဆိုရင်တော့အသားသီးတန့်ထုတ်ဖို့ဆက်လိုက်ပါမယ်ဒီနေရာမှာငါအယိုးမပါအောင်လို့အသားကိုတိတိကျကျထုတ်ရပါမယ်နော်တချို့ကထုတ်ထားတဲ့ငါးရဲ့အသားကိုကျင်းနေအောင်ထောင်းယူလို့လည်းရပါတယ်စီပူနီရဲ့ဒေဝတွေကိုအရင်ဆုံးလှိထားတဲ့ကြက်သွန်တွေကိုထည့်ကျော်ပါမယ်ပြီးရင်တော့ဟင်းကားမှာငါးအနက်မညီအောင်လို့ငကူရဲ့အသားကိုထည့်ကျော်ပါမယ်ပြီးသွားပြီဆိုရင်ချောင်းထားတဲ့အချင်းပြုတ်ကိုလည်းထည့်ကြပါမယ်နော်ကျက်သွန်နီချက်သွားပြီဆိုရင်တော့ဟင်းကချက်ဖို့အတွက်ရေထည့်ပြီးတော့စားချက်ပါတော့မယ်ရှင်ရှမ်းနံကိုလည်းအနည်းငယ်ထည့်ပါမယ်နော်အရသာအတွက်ကတော့အသားမို့အနှင်းငယ်နဲ့အပေါ်ငယ်အတွက်စားအနေတော်လေးထည့်ပါမယ်ပြီးရင်တော့အခွန်ခွာထားတဲ့ကြက်သွန်ကြီးအလုံးလိုက်ထည့်ချက်ပါမယ်ရှင်အလုံးထည့်ပြီးသွားပြီဆိုရင်တော့အလုံးလိုက်ထည့်ထားတဲ့ကြက်သွန်နီနိုးတဲ့အထိဟင်းကောက်ချက်ရပါမယ်နော်ဟင်းကားဆူလာလို့ရှိရင်ရပါပြီရှင် ပ
ပြီးရင်တော့မုံရင်းကားမှာမပါမဖြစ်ဖြစ်တဲ့တီးထားတဲ့ကြက်သွန်ပြူကိုကြော်ပါမယ်ပူစီနဲ့နနံပင်နဲ့ပဲတောင်းရှည်တွေကိုလည်းညှက်ထားပါမယ်ရှင်ဟုတ်ကဲ့ပါရှင်အခုဆိုရင်တော့ကျမတို့မြန်မာတိုင်းနိုင်ငံလုံးအရန်ကြိုက်ကြတဲ့မုံရင်ကားရပါပြီရှင်ဒီချက်နေတွေကတော့အိမ်မှာကုန်ကြစီတက်တက်တတာနဲ့အလွယ်ကူအယိုးရှင်းဆုံးချက်ပြပေးရပဲဖြစ်ပါရှင်ဟုတ်ကဲ့နောက်တစ်ပတ်မှာလည်းဒီလိုအရသာရှိရဲ့အစားအစာနဲ့ဟင်းလျာတွေကိုချက်ပြပေးမှာဖြစ်လို့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ပေးပါလို့တောင်းဆိုချင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာလည်းဘယ်လိုအစားအစာနဲ့ဟင်းလျာတွေချက်ပြပေးရမယ်ဆိုတာကို comment မှာရေးထားပေးလို့ရပါတယ်နော်။အဆုံးထိကြည့်ရှုပေးကြတဲ့တဦးတစ်ယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။